ဒီစကူရှိရညနေရပြင်းလာပြီကွာဒီစကူရှိရတယ်တတိလေးနောက်ကျရင်ပေါင်နေသေးတယ်ကွာလာကြနော်လာကြone school ကို90ပဲရှိရနော်တစ်ခါနိုင်100ပဲရှိတယ်လိုင်းပေါက်ဝဲရဆိုရင်100လိုင်းပေါက်လေးရဆို150ပဲရှိရဲ့ဒီဟုတ်ပါလာကြလမ်းကြပစ္စည်းတွေရမယ်ပစ္စည်းတွေဟာဟိုမှာဗလိုင်းပေါက်ကိုဘာလဲလည်းမသိဘူးမကြည့်လောက်ငါလည်းပြည့်စည်နေရပဲဒါဆိုရင်တော့ဝယ်ကြမယ်ခဏစီးပါတော်တို့ကလည်းဆိုင်မယ်ခဏလေးဟာပတ်စာဟာကွာခဏလေးတော့မပတ်စာမိချင်တယ်လို့ရပါတယ်ရွာလေးရဲ့တော့ဒါလေးကဘလောက်လဲမသိဘူးတော့ဒါဆိုရင်တော့ငါဝယ်ပြီးသွားပြီအားလုံးပေါင်းမှာဒါဒီအားလုံးမ950လို့ဆိုရမ်းတန်တယ်ဖောက်ပြပါမယ်ရှင်ဒီမှာလူရှိတာတော့ဒါလေးပေါ့နော်ဒီမှာပါရှိညလိုကောင်းပါအရာကောင်းပါလေရှင်သူကလေ100ပဲပေးရတယ်ဒီတီးရွက်လေးခံထားရဲ့နောက်ကြရင်ဒီမှာခဲချုံနဲ့လေအလားလေးလည်းခံထားအဲ့ရနေမြင်ဒီမမလေးနဲ့ပျော့လေးဆိုတော့ဒီဘေးမှာလေကွတ်တီပါတယ်ပေါ့နော်ကြည့်လိုက်တာတဲ့မြင်ရလားတော့ဒီမှာမလေးကွတ်တီပါတယ်ပေါ့နော်ဒီမှာညလိုကောင်းပါရဲ့ဒါလေးက100ပဲပေးရတယ်ရှင်နောက်ကြရင်တော့ဒီမှာbaby tip ဘိုင်းပေါက်လေးရလေ100ပဲပေးရတယ် baby tip ဘိုင်းပေါက်လေးရလေဒီမှာတန်လေးကြားနေရတယ်နော်ဒီကတော့ဒါလေးကတော့အရုပ်ပဲဖြစ်ပါတယ်ရုပ်က90ပဲပေးရတယ်နောက်ကြရင်ဒါလေးဖောက်ကြပါမယ်ဖောက်မယ်ပေါ့နော်90ဆိုတော့မိုက်ပါရဲ့ဒါလေးတစ်ခုပေါက်ပါရဲ့ထပ်ဖောက်ပါမယ်အိုးဒါလေးကကြာတော့မိုက်မဲ့ပုံမယ်ဟိုရွှေကွတ်ထားဟဲ့မလေးတက်နဲ့ကွတ်ထားရွှေကွတ်ထားဒါလေးဖြစ်မယ်အိုးချစ်ချောရုပ်လေး50နဲ့ကြာပါလေရုပ်လေးမို့